We are not Thai. We are from Burma. Ah. We are from Burma. Yes. လူမျိုးလေကွင်းတွေတွင်ကျွန်တော်ရှမ်းပြည်ကိုလွှမ်းပါတယ်။စပိန်သမားတွေကအကြိုက်ဆုံးအချိန်။ကုန်းစင်းချိန်။ Good morning ပါ။ Central Vlog နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ဒီနေ့ကျွန်တော်စပိန်အဝေးကိုနည်းနည်းမှဆိုတော့ကျွန်တော်တို့စပိန်တွေကိုကားပေါ်တင်ပြီးတော့ကျွန်တော်တို့ check point ခုမှရှိတဲ့နေရာမှာတော့စီမှာဖြစ်ပါတယ်။ကဲအခုကတော့ကျွန်တော်တို့လူစုနေတော့ပါပဲခင်ဗျာ။ကဲทีมတွေကတော့ရောက်လာပါပြီခင်ဗျာ။မဆုံခါကဲကျွန်တော်တို့အခုဆိုရင်တော့7မှာလူလာစုတာဖြစ်ပါတယ်။အားလုံးဘယ်နှစီးလဲဆိုတော့1နဲ့3 4 5 6 8စီးပါအားလုံး8ရောက်ပါခင်ဗျာ။ကဲကျွန်တော်တို့ဒီနေ့ကတော့ကျွန်တော်တို့ပိုထောင်ရေတခွန်တော့တွားလိုက်မှာဖြစ်ပါတယ်။ဝေးကျွန်တော်တို့8စီးမှာ5စီးက racing bike တွေပေါ့နော်3စီးကတော့ mountain bike တွေပါကျွန်တော်တို့ mountain bike ကတော့ racing တော့လိုက်မမီပါဘူးမြေပြတ်မှာဆိုရင်တော့မော်ရာပေါ်ဒါပေမဲ့မမောရှေ့ရှုခင်းနေတော့လာပါတော့ဗျာတော့လေးကိုလာပါတယ်ပြီးမှချောင်းလေးပါခင်းတဲ့ရဒီဦးတူကမိုးအုံနေပါတယ်အဲကြောင့်စပိန်နေရလည်းတက်တာပါတယ်မိုးကတော့တော်တော်အုံနေပါတယ်မိုးရွာမလားတော့မသိပါဘူးရှေ့မှာတစ်ဖွဲ့အနောက်မှာတစ်ဖွဲ့ပြက်ကြံခဲ့ပါတယ်ကျွန်တော်တို့နှစ်ယောက်တည်းအလင်းမှာနေပြီးနေပါတယ်ကဲဒါတော့ကျွန်တော်တို့နောက်မှာကြံခဲ့တဲ့၄ယောက်ပါဖိုင်နေဒီနားလမ်းတွေကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ရက်ဆောက်တောင်နီလမ်းလိုမျိုးပေါ့နော်တော်တော်လာတယ်ရှမ်းပြည်ကိုတတိရတယ်ဗျာဒီဟာတွေတော့ကျွန်တော်တို့နင်းတီးတွေပါကျွန်တော်တလန်းလုံးကျွန်တော်နင်းတီးအပင်တွေပါခူစားကြည့်အောင်ဗျာတလုံးတော့ပဲခူစားပါတော့တရားတိတ်မမဲ့နေပါဘူးနည်းနည်းရင့်နေသေးတယ်မချူသေးဘူးမစားလို့ကောင်းတယ်အမောပြေလူမျိုးလေကွင်းတွေတွင်ကျွန်တော်ရှမ်းပြည်ကိုလွှမ်းပါတယ်ဒီလိုရှမ်းပြည်မှာဆိုရင်ဒီလိုလေကွင်းမှာကနန်းကောက်လိုက်ဖားရိုက်လိုက်ခယူကောက်လိုက်နဲ့ဆိုစားအရန်ကောက်ပါတယ်ဒါပေမဲ့ဒီမှာတော့ကျွန်တော်တို့နိုင်ငံမဟုတ်တော့သူကကောက်ရင်ဆဲခံမှာပါဒီအရှိမလမ်းခွဲရှိရပါတော့ဒီလမ်းခွဲကြော်လာပြီဆိုရင်တော့ကျွန်တော်တို့ဘာချုံ waterfall 18 km ကျယ်နေရပါတော့ကဲဒီကနေဆိုတော့ကျွန်တော်တို့တောင်နေစတက်ရတော့မှာဖြစ်ပါတယ်ကဲအရှိမတော့เราจะไปนินมาเลยพี่ป่ะเลยကျွန်တော်တို့ဖွဲ့သားတွေပါตั้งมุมบนได้เขาเป็นไต้ค่ะไต้ลูกเมืองไต้มาเขามาอยู่กิ้งใหม่เป็นไงเลยมาถูกกันกันไหนစပိန်သမားတွေကအကြိုက်ဆုံးအချိန်ဂုံးစင်းချိန်
ပြောစရာကြီးရှယ်ပဲဗျာအသက်ပြီးရင်တော့အဆင်းရှိမှာပေါ့ဗျာခုနကကျွန်တော်တို့တက်လာပြီးတော့အခုကတော့အဆင်းနေပေါ့နော်ထပ်နေပြန်တက်ရမယ်ထင်တာပဲTwo of you? Just two of you? Have you where have you been there? We did Maynard Dam loop from Maytang, Maynard Madam? Dam. Yes. Back here. Okay. Right now to going back home. Nice. Are you? We are from Chiang Mai. We just come from Chiang Mai and we are go to the Watong waterfall. Oh, yeah. Watong waterfall and also we will go back soon. Yeah. You know, after Buatang Waterfall, you can go right Yes. to the other lake. Maybe what lake is that? Sri Lanka Lake maybe. No? The one with the bridge. Don't know. May I know your bridge name? It's far from the Watong waterfall or not? Yeah, you have to go down 12 kilometers. 12 kilometers. ကျွန်တော်အပြတ်သွားပါပြီ။ဒီကောလုံးလေးတုံနေပါပြီ။ဘိုက်အရင်စားနေပါတယ်။ကျွန်တော်ခုန7မမဝယ်လာတဲ့ငပြောတီးချာဒါစားလိုက်ပါအောင်ခင်ဗျာလမ်းတွားရင်စပိန်နေရင်ငပြောတီးစားပြပါဖြစ်ပါတယ်နော်ဒါခုနကျွန်တော်7မမဝယ်လာတာတစ်လုံး10ဘက်ပေါ့နော်ပြမငွေနဲ့တွက်မယ်ဆိုတော့တစ်လုံး930 940လောက်တော့ရှိရပါကောင်းလိုက်ရှေ့ကျွန်တော်တို့နောက်ဆုံးတော့ဘွာထုံ waterfall ဆိုင်ဖို့ကိုမြင်ရပါပြီရှေ့မှာဆိုတော့ကျွန်တော်တို့လမ်းချိုးရမှာပါယေနောက်ဆုံးတော့ရောက်ရှိလို့လာပါပြီဗျာကျွန်တော်တို့ဒီခုံကိုလမ်းခွဲရောက်ရှိလို့လာပါပြီဒီရှေ့မှာဆိုတော့ကျွန်တော်တို့ဘွာထုံ waterfall ပြင်ရမှာဖြစ်ပါတယ်ตลอดเลยค่ะเขาเผาเมาค่ะเผามาที่น้ำตกโพทองแล้วครับตัวจ่าเชียงเราจนเราตู้ไหนเชียงใหม่เนี่ยจนเราตู้ไหนเนี่ยบ่ได้เราอะไรไปสิบ่ได้รอบยันสูงเราเช่าไหนเรามองงานไหนเราเนี่ยไปที่ไหนไปโอเคจนเราดีมาดีทุกคนไปชิมอะไรสิวะนั่นจะดูไล่เลยจีบเอาครับเนี่ยดีมาเราตลาดวิยาดิโอเงจินดิโอရောငခုရောများပါတယ်သူတို့မွေးထားပါဖြောင်မရောက်ခဖြောင်မရောက်ကဲကျွန်တော်တို့ရေတခွန်က4ဆင့်ရှိပါတယ်ကျွန်တော်တို့4ဆင့်မှာထိတ်ဆုံးတစ်ဆင့်ကတော့10မီတာ100မီတာ140မီတာ160မီတာဖလောင်နေတော့အဲ့တဲ့တွေတော့ရမ်းများပါတယ်ကလေးတွေရောရေတခွန်4ဆင့်ကိုဆင်းမှာဖြစ်ပါတယ်ရှေ့တစ်ခေါက်ကကျွန်တော်ဒီကိုရောက်ပြီးပါပြီဒါပေမဲ့ရှေ့တစ်ခေါက်ကကျွန်တော်တကယ်ရှင်းနဲ့တယောက်တည်းပဲ2ယောက်တူလာတာပေါ့နော်အခုကတော့ကျွန်တော်တို့စပိန်စီတမအဖွဲ့တွေနဲ့ကျွန်တော်စပိန်နဲ့လာတာဖြစ်ပါတယ်ကဲကျွန်တော်တို့ဗာရရှိမလဲဆိုတာကျွန်တော်တို့တို့ထပ်ပြီးတော့လိုက်ပါကြည့်ရှုပေးပါအောင်ခင်ဗျာဆက်ဆက်ဆင်းမယ်ဆိုတော့ကျွန်တော်တို့ဒီလိုလေကားတွေနဲ့ဆင်းရမှာဖြစ်ပါတယ်ရေတခွန်လေးလောအထီကိုကျွန်တော်တို့ဒီလိုဆင်းရမှာဖြစ်ပါတယ်ပြီးမှကျွန်တော်တို့ရေတခွန်တစ်လျှောက်ဆွဲဘယ်လိုလဲမှာရေတခွန်ကနေတစ်လျှောက်တက်လာမှာဖြစ်ပါတယ်ခဏနေကျွန်တော်တို့
ကျွန်တော်တက်ပြပါမယ်ဘယ်လိုတက်လာအောင်လဲဆိုတာကျွန်တော်ပြပါမယ်ခင်ဗျာကဲကျွန်တော်တို့အခုအောက်ဆုံးထိဆင်းလိုက်ပါအောင်မယ်ခင်ဗျာလုံထန်းအခုမှကျွန်တော်တို့3ဆင့်ပဲရောက်ပါသေးတယ်ဟိုမှာဆိုလူတွေအများကြီးပဲအဲ့လိုတွေလမ်းလျှောက်တက်ရမှာပေါ့နော်ကဲခဏနေကျွန်တော်တို့တက်လာပါမယ်ဒီနားလေးဆိုတော်တော်လာရှယ်ပဲအောက်ဆုံးလေးဆင့်ဖြစ်ပါတယ်အော်အေးတော့ပဲစစ်ချင်းရောခြေတော့ရအေးနေရပဲဒီလဲတော်တော်အေးပါတယ်အေးမြတော့ပဲအခုမှအမိုးတွေတက်တာတော့ပဲရေတန်နောက်ထောင်လေးကြည့်ဝါပြန်မို့တော့ပါဒီတခွင်ရဲ့အလားကိုခန်းစားကြည့်ပါအောင်ဗျာအရင်လာပါပဲဒါလို့ဆိုရင်ကျွန်တော်တို့တက်ရမယ့်နေရာဖြစ်ပါတယ်အခုဆိုတော့ဟိုဘက်ကနေကတ်တော့မှာပေါ့နော်ဒီကတော့ကျွန်တော်တို့ကျိုးနဲ့တားထားဆိုအရင်မြင့်လို့ထင်တယ်ကျိုးနဲ့တားထားပါတယ်ကျွန်တော်ကတော့အဝတ်စားမပါတော့ဒီမစော့တော့ပါဘူးဒါပေမဲ့အခုအရင်ချိုးချင်နေပါပြီအဝတ်စားမပါတော့ဒီခြေတော့ပဲစိန်သွားတော့မယ်ဒါဆိုရင်ကျွန်တော်တို့ကအဝတ်စားပါလာတော့ဒီလိုစော့နေတာဖြစ်ပါတယ်ဖြစ်ရှယ်ဒီဘာတခါချိုးချင်တာအေးစိတ်နေပဲကြီးอ่ะဝုရှ်တော့ဒီအရှိမဆိုရင်တော့စိတ်လှုပ်ရှားတဲ့နေရာလာပါပြီသူကဒီတစ်ခေါက်နည်းနည်းမှတ်ပါတယ်ပြီးတော့ဟိုဟာတွေလည်းဘယ်လိုမှကြီးလဲနည်းနည်းတန်နေဆိုတော့โอเคကျွန်တော်ခဏဆက်ကြမယ်ဗျာ Okay let's go Okay, sắp ra mày bia. Whoosh. 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 Hít. 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 Okay, finally. Okay, nó xuống nọ, chờ lý lo này thấy xong là đi giao xilo lao rồi nhá. Yeah. Yeah, yeah. Chúng ta can like it. Finally, we did it. Yay! Khu Hòa Thùng Waterfall của nhau xí luôn này vào đấy. Nó lấy bị đo mà biết. Có cái chim mà là lấy là phết chim mà này đây lù để phết điều là lấy bộ ở trên biểu trên vào đấy. Giao phụ đây lù lấy xí để lố mà nhau phụ đây lù lấy xí vào đấy. Ok. Điều là lấy bộ ở trên biểu trên vào đấy. Thì mà rồi sang cái đây lấy là lô ra vào đấy. Chúng nó sẽ bên này là số nên pin band vào đấy. Sang cái này số nó chúng nó tận này bên mò vào đấy chim mày anh để rồi nó. Ở bên này là đây lù chim mày là đây là phết thì gì được cũng là lấy xí vào đấy. Vậy nên biểu bộ cao vào đấy. Ok. Chúng nó nào theo vlog về thật toán lấy số á. Ok, chúng nó vlog đó thì mà về nạp bài. Ok. Ok, chúng nó vlog đó thì lâu vào về. Biển lăng nó chúng nó là lăng time chúng nó biển mà rồi chúng nó mới nhảy biển rồi bảo.
ပြီးတော့နောက်တဲ့ vlog ကပေတစ်ဆက်သွားမလဲဆိုတာကိုကျွန်တော်ရဲ့ page ကို like and follow လေးလုပ်ပေးတော့ပါအောင်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ကဲကျွန်တော်ရဲ့နောက်တဲ့ vlog ကပေကိုသွားမလဲဆိုတာကျွန်တော်ရဲ့ page ကို like and follow လေးလုပ်ပြီးတော့ကျွန်တော်ရဲ့ page ကို like and follow လေးလုပ်ပေးပါအောင်ခင်ဗျာကဲအားလုံးပဲကျေးဇူးတင်ပါတယ် bye bye see you